မင်္ဂလာပါကျွန်တော်ခုလက်ကိုဆွမ်းလို့ရောက်နေပါတယ်ဒီအဓိကဖီရင်းရတဲ့ဒီနေရာလေးအရန်လာပြကြလို့ပေါ့နော်ဒီမှာကြည့်ပါဒီဟာကလိတ်ကုံကိုဆွဲကြည့်ကြပေါ့နော်မသိရင်ပင်လယ်ဝါးကြတာအိုးမှာဆိုလို့ရှိရင်တော့ဒီရေပြင်ကျဲကြီးလုံးဝပင်လယ်ကြီးလိုပဲကြီးပဲတော်လှရနော်တောင်တွေပတ်လည်ဝိုင်းပြီးတော့လေဒီအနောက်မှာဆိုလို့ရှိရင်တောင်ပေါ်ကအိမ်နေနဲ့လေလေးတဝီဝီနဲ့အရန်ကောင်ကအေးချမ်းတဲ့တော်တော်လေးကိုလေအဲ့ဒီပြကျွန်တော်ကပြီးလို့ရှိရင်ဒီအနောက်ဘက်မှာဆိုလို့ရှိရင်လဲကြောက်တောင်ကြီးပေါ့နော်သူဒီမျိုးကနာမည်ကြီးရပေါ့အရန်လာတဲ့မျိုးနာမည်ကြီးပါရဲ့ခီးသွားကြရပါဒီတလီလာလို့ရှိရင်နိုင်ငံသားတွေ foreigner တွေတော်တော်များများဒီနေရာကိုလာလဲကြပါတယ်အခုကျွန်တော်ရောက်နေတဲ့ဒီနေရာဆိုလို့ရှိရင်လည်း Google review မှာစုစုပေါင်းဘယ်လောက်လဲ19000ကျော်လားမသိဘူး review ပေးထားတာပေါ့နော်ဒီနေရာကိုတော်တော်လှတာပါသူတို့ကတော့ recommend ပေးရတော့မနက်ခင်းပိုင်းလို့ပေးရပါတော့ကျွန်တော်အခုရောက်နေတော့9နာရီခွဲဖြစ်နေပြီဒါတော့တော်တော်လှတော့ပဲအဲ့အဝနာတော်တော်သဘောကျတယ်တကယ်စိတ်ချမ်းသာဖို့ကောင်းလိုက်တာ I could stay here all day Okay, thank you so much for watching to this way and see you